ဒီတော့ဘာလို့လဲတော့ဒီလိုလဲတော့အဲ့မှာတပ္ပရမှာတာပစ္စည်းကတိပစ္စည်းအဲ့ဒါလေးကိုမြင်နေတာပေါ့ဘာလို့ဒီလိုတပ္ပထအရာလို့ဒီကနေရေးထားပေါ့တပ္ပရခေသုံးလိုက်တပ္ပထအရာလို့မြင်ထားကိုရေးရမှာတပစ္စည်းတိပစ္စည်းဒါကိုယူရမှာနော်တပ္ပထအရာဒီနေ့မှာတပစ္စည်းတိပစ္စည်းဝေဝတပစ္စည်းတိပစ္စည်းတို့ကြောင့်သာဒီတို့ဟာဂီပြုပါတယ်အောက်ကသွားမယ်ဘာဝေတပစ္စေသာနမုဒ္ဒကကံပတိတိလိနာတဲ့အဲ့ဒါလေးနဲ့ဆိုကြည့်အောင်ဘာဝေဝေါနန္ဒာဒီနေ့ကမေးဘူးလေဘာဝအနတ္တိတမနဘုံသာဘာဝအနတ္တိတမနဘုံသာကျွန်း6ပြာမှာသုံးနေစံစရီဘာဝအနတ္တိတမနဘုံသာကျွန်း6ပြာမှာသုံးလေစံစရီဘာဝအနတ္တိတမနဘုံသာကျွန်း6ပြာမှာသုံးလေစံစရီဒါလေးကောင်းတယ်ရအောင်လုပ်ထားမယ်ပေါ့ဘာဝနဲ့တတိတမှာနဗုဒ္ဓကျွန်း6ဖြာမှာသုံးလေစံတရီဘာဝနဲ့တတိတမှာနဗုဒ္ဓကျွန်း6ဖြာမှာသုံးလေ